မိခင်မကြည့်ပြတဲ့ချွေးမကိုအိမ်မှာထားခဲ့ပြီးမျက်နှာငယ်လေးနဲ့တယောက်တည်းပွဲတက်ခဲ့ရတဲ့ပိုင်တကွန်ကတော့2025ခုနှစ်အတွက်အကောင်းဆုံးသောသားလေးမလေးတယောက်လို့ပြောရမလို့ပါပဲဖြစ်ပေါ်နေတဲ့ပြဿနာများစွာကြားထဲမှာအမေနဲ့မိမနှစ်ယောက်ကြားပိုင်တကွန်အနေနဲ့စိတ်ဖိစီးမှုတွေများခဲ့ရတာပါမိခင်အရင်ကလည်းမိမရပြီးတဲ့နောက်သားကသူ့ကိုပြစ်ထားပါတယ်ဆိုပြီးချွေးမကိုမကြည့်ဘူးသလိုချွေးမအနေနဲ့ကလည်းပိုင်တကွန်တို့မိသားစုအတိုင်းဝိုင်းနဲ့အဆင်မပြေလာပါဘူးဒီအတွက်ကြောင့်မိခင်ကြီးကမိမရပြီးမှမိမအပေါ်မှာမတူသလိုမတန်သလိုဆက်ဆံနေပါတယ်ဆိုပြီးပိုင်တကွန်ကိုစိတ်ဆိုးပြီးတော့မိသားစုစည်းရင်းကနေထုတ်ပယ်တဲ့အထိဖြစ်သွားခဲ့ရပါတယ်။နောက်ပိုင်းဆိုရှယ်မီဒီယာမှာလည်းသတင်းတွေမျိုးစုံတက်ပြီးတယောက်တစ်မျိုးထင်ကြေးပေးပြောဆိုနေကြတဲ့မိသားစုကိစ္စတွေကိုပိုင်တကွန်လည်းဘယ်လိုဖြေရှင်းရမယ်မသိတော့ပါဘူး။ဒါပေမဲ့တစ်ဖက်ကမိဘဖြစ်နေတဲ့အတွက်ကြောင့်မလို့မိဘစိတ်ချမ်းသာဖို့အရေးဦးစားပေးပြီးအခုလိုလုပ်ရက်ကလေးကိုလုပ်ခဲ့ပါတယ်။ပြည်ထနာတွေအများကြီးကြားတဲ့ကမှပိုင်တကွန်ကတော့ထိုင်းနိုင်ငံကုန်စည်ပြပွဲအတွက်ပွဲအခမ်းအနားကြီးကိုတက်ရောက်ဖို့ဖိတ်ကြားခံခဲ့ရပါတယ်။ပုံမှန်ဆိုရင်တော့ဒီလိုပွဲကြီးကိုကိုယ့်ရဲ့ဇနီးတွေကိုရွှေ့လက်တွဲပြီးအတူတကွတက်ရောက်ကြရတာဆိုပေမဲ့ပိုင်တကွန်ကတော့တယောက်တည်းပဲပွဲတက်လာခဲ့ရပါတယ်။အရင်ကဆိုရင်တော့သူ့ရဲ့ဇနီးတွေလေးကိုဘယ်သွားလက်ဆွဲခေါ်ပြီးတော့ပွဲထုတ်ခဲ့တာကလည်းပိုင်တကွန်ပါပဲ။ဒါပေမဲ့အခုကတော့ပြဿနာတွေမျိုးစုံတက်နေတဲ့အပြင်မိခင်ကိုယ်တိုင်ကလည်းချွေးမကိုမကြည့်ပြတဲ့အတွက်ပိုင်တကွန်လည်းတယောက်တည်းပဲပွဲတက်လာခဲ့ရတာပါ။သူ့ရဲ့ဇနီးတွေကိုအိမ်မှာထားပစ်ခဲ့ပြီးတယောက်တည်းပွဲတက်လာခဲ့တဲ့ပိုင်တကွန်အနေနဲ့မိဘအပေါ်မှာပို့ပြီးဦးစားပေးတယ်ဆိုတာသိတာစေပါတယ်။ဒါပေမဲ့အရင်လိုမျိုးတိုက်ကြွရှင်လန်းနေတဲ့ပုံစံတွေမရှိတော့ပဲမျက်နှာငယ်လေးဖြစ်နေတဲ့ပိုင်တကွန်ရဲ့ပုံရိပ်တွေကတကယ်ကိုသနာစရာကောင်းပါတယ်။သူအနေနဲ့လည်းမိသားစုအားလုံးပျော်ရွှင်စွာနေထိုင်ခြင်းပေမဲ့မတူညီတဲ့စိတ်သဘောထားတွေအဆင့်အတန်းတွေကြားထဲမှာစိတ်ပင်ပန်းနေရတာပါ။တစ်ဖက်မှာကချစ်လို့ရွေးချယ်ထားတဲ့ဇနီးတွေလေးတစ်ဖက်မှာကအသက်နဲ့ရင်းပြီးမွေးဖွားပေးခဲ့တဲ့မိခင်နဲ့မောင်နှမတွေဖြစ်နေတာကြောင့်တစ်ခုကိုပဲရွေးချယ်ဖို့ဆိုတာကတကယ်ကိုမလွယ်ကူပါဘူး။ဒါကြောင့်မလို့ပိုင်တကွန်ကပြဿနာတွေစကလေးကဘသူဘကမှဖြေရှင်းခြင်းမရှိပဲတိတ်ဆိတ်စွာနေထိုင်နေရင်းနဲ့အခုတော့ပြဿနာငြိမ်းအေးစေဖို့အတွက်တယောက်တည်းပဲပွဲတက်လာခဲ့ရတာဖြစ်ပါတယ်။ပိုင်တကွန်ရဲ့ဇနီးတဲ့လေးအနေနဲ့လည်းဒီလိုပြဿနာတွေဝေဖန်မှုတွေကြားထဲမှာမိကွန်းထုတ်တာတွေကိုမခံချင်တာကြောင့်ပွဲအတူမတက်ပဲအိမ်မှာနေခဲ့ပုံပေါ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပိုင်တကွန်အနေနဲ့ကတော့အရင်လိုမျိုးတက်ကြွရွှင်လန်းတဲ့ပုံစံတွေပျောက်ဆုံးနေပြီးလူအများကြားမှာမျက်နှာငယ်နေရတာတော့အမှန်ပါပဲ။ပြဿနာဆိုတာကလည်းရှင်းလေပို့ပြီးတော့ရှုပ်လေဖြစ်တာကြောင့်ငကိုကလေးကတင်းငိမ့်အေးဆေးစွာနေထိုင်တတ်တဲ့ပိုင်တကွန်နဲ့ဇနီးတဲ့လင်းမြဖူတို့ကတော့ဘာမှထွက်ပြီးတော့ရှင်းမနေတော့ပါဘူး။တစ်ဖက်မှာကတော့မိခင်ကြီးအန်တီကျူအပါအဝင်ပိုင်တကွန်ရဲ့အမေတူအဖေခွဲမောင်နှမတွေကတော့စအရှိကြီးတွေရေးပြီးနှီးမျိုးစုံနဲ့ပြောဆိုနေကြသေးပါ။နောက်ွယ်ကပြဿနာတွေကိုသူတို့တွေပြောသလောက်သာသိရပေမဲ့စိတ်သဘောထားကောင်းမွန်ပြီးပြိတ္တချရတဲ့မိသားပိုင်တကွန်လည်းမိသားစုပြဿနာတွေအများဆုံးအဆင်ပြေဖို့ပြိတ္တတွေကမျှော်လင့်နေကြပါတယ်။ပုံမှန်ဆိုရင်ချစ်စနီးတဲ့လေးရဲ့လက်ကိုဆွဲပြီးပွဲတက်နေကြပိုင်တကွန်တယောက်အခုတော့တခြားအမှုပညာရှင်ဆောင်တွေကြားထဲမှာမျက်နှာငယ်နေရရှာပါတယ်။မိခင်ကျင်းနေအောင်လို့ဇနီးကိုအိမ်မှာထားခဲ့ပြီးတယောက်တည်းပဲအခုလိုပွဲတက်ခဲ့ရတဲ့ပိုင်တကွန်ရဲ့အဖြစ်အပေါ်မှာပရိသတ်ကြီးတို့ကရောဘယ်လိုထင်မြင်မိကြပါလဲရှင်။